ဒူဝင်ကျဲကိုမှန်ဘလူးနဲ့ချဲ့ကြည့်လိုက်တော့အခုလိုပုံစံကြီးဖြစ်နေတဲ့ကျဲထဲမှာတောက်ပနေတဲ့အယောင်တွေက gas အမျိုးအစားတွေဖြစ်ပါတယ်ဒါပေမဲ့တာမန် gas တွေ့တာဆိုရင် Jupiter ပုံစံကြီးတာဖြစ်နေမှာနေနဲ့ကျဲထဲမှာရှိနေတဲ့ gas တွေကတော့လေဆာစွမ်းအင်အဖြစ်ကိုပြောင်းလဲသွားတာအဲ့ဒါကြောင့်နေကပူပြင်းတောက်ပတဲ့ဓာတ်ရောင်ကြီးတွေထုတ်လွှတ်နေတာဖြစ်တယ်ဘာကြောင့်အယောင်အမျိုးမျိုးကိုပြောင်းနေရတာလဲဆိုတော့နေလိုမျိုးအယောင်9မျိုးကိုပိုင်ဆိုင်ထားလို့ပါကျဲထဲမှာထူးဆန်းတဲ့အမဲရောင်အကွင်းကြီးနဲ့အလဲပဟိုကအဆက်လေးကစေတန်ကြိုပေါ်မှာဖြစ်ပွားနေတဲ့6တောင်းပုံစံ gas မုန်တိုင်းကြီးနဲ့တွားတူနေပါတယ်ပြီးတော့ gas တွေနဲ့ဖွဲ့စည်းထားတဲ့ Jupiter ဂျိုပေါ်မှာလည်းစန့်ကျင်ဘက်စီကိုရွေ့ရှားနေတဲ့ gas တွေကြောင့်အနီရောင် gas မုန်တိုင်းကြီးဖြစ်ပွားနေတာကိုတွေ့မြင်ရပါမယ်အဲ့ဒီမုန်တိုင်းကကဘာလုံးနဲ့အရွယ်အစားတူညီပါတယ်ရောင်စုံကျဲကိုအနီးကပ်မြင်တွေ့ရဖို့ဆိုရင်အဲ့ဒီကျဲနဲ့အမျိုးအစားချင်းတူညီတဲ့နေကိုအရင်ဆုံးတွားကြည့်ကြမယ်နေရဲ့မျက်နှာပြင်ကိုအနီးကပ်တွေ့ရပါပြီပလက်စမာလို့ခေါ်တဲ့လေဆာအရည်တွေဟာချော်ရည်တွေလိုမျိုးစူပွန့်နေတာဖြစ်တယ်ပြီးတော့မမြင်ရတဲ့တန်လိုက်ဆက်ကွင်းတွေကအပြင်ဘက်ကိုထွက်လာတဲ့အခါမှာလေဆာအရည်တွေကအနောက်ကနေလိုက်ပါလာတာကြောင့်နေပေါ်မှာအကွင်းတွေကိုမြင်တွေ့နေရခြင်းဖြစ်တယ်အယောင်ကပေါ်လိုက်ပျောက်လိုက်ဖြစ်နေရတာကညမှာကျဲဖြူလေးတွေကမှိတ်တုပ်ဖြစ်နေတာနဲ့တွားတူပါတယ်ကျဲအလင်းကကပလေထုတဲကိုဖြတ်လာတဲ့အခါမှာတိတ်သီးစမတူညီတာကြောင့်အလင်းကဘေးဖက်ကိုရိုင်ထွက်သွားတာကြောင့်ဖြစ်ပါတယ်